ကမ္ဘာကျော် promotion ကြီးတစ်ခုဖြစ်တဲ့ UFC ရဲ့ flyweight တန်းဟာမြန်မာကိုစားပြုချင်း fighter လေး Joshua Ben ရောက်ရှိလာပြီး champion ဖြစ်ပြီးတဲ့နောက်ကမ္ဘာတစ်ဝန်းကပြည်သက်တွေကြားလှုပ်လှုပ်ခက်ခက်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ Joshua Ben ရဲ့ champion key ကလွယ်ကူခဲ့တာမျိုးမဟုတ်သလို champion စစ်မှန်မဟုတ်ဘူးဆိုတဲ့ဝေဖန်သံတွေလည်းညံစေခဲ့တာပါ။ဒါကလည်းချန်ပီယံကပတ်ရတဲ့ပွဲမှာပန်ဒိုဂျာဒဏ်ရာရရှိလို့ကပတ်ဆုံးရှုံးသွားပြီးလူငယ်တယောက်ချန်ပီယံဖြစ်လာတာကိုမူရီတာမပွားနိုင်ကြတဲ့လူအချို့ရဲ့ဝေဖန်သံတွေပဲဖြစ်ပါတယ်။ UFC မှာချန်ပီယံကပတ်အရယူခြင်းနဲ့စိတ်ခွန်အားအပြည့်နဲ့ကြိုးစားနေတဲ့လူငယ်တယောက်က promotion ဘက်ကပေးလာတဲ့ဘယ်လိုပွဲမျိုးကိုမဆိုအချိန်နေရာမရွေးပဲလက်ခံထိုးသက်ခဲ့တဲ့ fighter တယောက်ဖြစ်ပါတယ်။ Joshua Ben ရဲ့ champion ကပတ်စင်ကော်ခွင့်ရခဲ့တဲ့ပွဲစဉ်ကိုပြန်ပြောရမယ်ဆိုရင်မူလတွဲဆိုင်ဖြစ် Brandon Royval နဲ့ Manekat တို့ရဲ့ပွဲစဉ်မှာ Manekat ကခြေထောက်မှာဒဏ်ရာရလို့ပွဲပြတ်သွားရာကနေ Joshua Ben ကအစားထိုးဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ဒီနေရာမှာခွင့်ရေးရရင်ရသလိုအသုံးချနိုင်တဲ့ Joshua Ben ကပွဲကိုလက်ခံခဲ့တယ်လို့ Joshua Ben နဲ့ထိုးသက်ဖို့မတွေ့ဝေခဲ့တဲ့ Brandon Royval ရဲ့စိတ်ဓာတ်ကိုလည်းချီးကျူးဂုဏ်ပြုရမှာပါ။အကြောင်းကတော့အဆိုပါချိန်က Joshua Ben နဲ့ Brandon Royval တို့ရဲ့ ranking အဆင့်သတ်မှတ်ချက်ကအတော်လေးကွာဟနေချိန်လည်းဖြစ်ပါတယ်။ဒါပေမဲ့ပွဲထိုးတဲ့အချိန်မှာတော့ဘန်ကပဲအကောင်းဆုံးပုံစံနဲ့ Brandon Royval ကိုအနိုင်ယူပြနိုင်ခဲ့ပြီးအဆိုပါပွဲစဉ်ကနေစုတွေပါ fighter 2ယောက်လုံးသိမ်းပိုက်နိုင်ခဲ့ကြတာပါ။အဲ့နောက် UFC ဘက်က Joshua Ben ကိုအခွင့်အရေးပေးခဲ့ပြီးချန်ပီယံစင်ကောပွဲဖြစ်ရာသီ fighter ကြီးပန်ဒိုဂျာနဲ့ချန်ပီယံပွဲစီစဉ်ပေးခဲ့တာဖြစ်ပါတယ်။ UFC flyweight တန်းကိုအချိန်ကြာနဲ့ခပတ်ကာကွယ်ထားတဲ့ပန်ဒိုဂျာနဲ့လူငယ်မျိုးဆက်သစ် fighter Joshua Ben ရဲ့ပွဲကိုပြည်သက်တွေအထူးအာရုံစိုက်ခဲ့ကြတာပါ။ဒါပေမဲ့ပွဲစားခြင်းမှာပဲပန်ဒိုဂျာတယောက်ဒဏ်ရာရသွားခဲ့လို့ချန်ပီယံကပတ်ကြီးကို Joshua Ben ကသိမ်းပိုက်သွားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ပွဲရသအပြည့်မမြင်ခဲ့ရပဲချန်ပီယံဖြစ်သွားတဲ့ Joshua Ben ပေါ်အမျိုးမျိုးသောဝေဖန်သံတွေထွက်ပေါ်လာခဲ့ပြီးမကြေဝဲပြန်စီစဉ်ပေးဖို့ပါချက်ချင်းတောင်းဆိုလာခဲ့ကြတာတွေ့ရပါတယ်။ချန်ပီယံဖြစ်လာတဲ့ Joshua Ben ကိုယ်တိုင်ကသူ့အနေနဲ့ချန်ပီယံဟောင်းပန်ဒိုဂျာကိုလေးစားမှုအပြည့်ရှိကြောင်းပြောကြားခဲ့ပြီးမကြေဝဲထိုးဖို့အတွက်လည်းသူ့ဘက်ကအစင်းသင်းမှာပဲဆိုတဲ့စကားမျိုးပြောကြားလိုက်တာပါ။ UFC ဘက်ကတော့ Joshua Ben ရဲ့ချန်ပီယံကွက်ကာဝယ်ပွဲကိုပန်ဒိုဂျာနဲ့ချက်ချင်းစီစဉ်မပေးခဲ့ပဲလူငယ်မျိုးဆက်သစ်ဂျပန်ဖိုက်တာတက်ဆူရိုတိုင်နာနဲ့ပွဲစီစဉ်ပေးခဲ့တာပါ။ပေးသက်တွေကြားမှာတော့ဂျပန်ဖိုက်တာတိုင်နာနဲ့ပွဲမှာ Joshua Ben အတွက်လွယ်ကူးမနေဘူးလို့သုံးသပ်ခဲ့ကြပြီးချန်ပီယံကွက်ဆုံးရှုံးနိုင်ခြင်းများတယ်ဆိုပြီးတော့သုံးသပ်သူတွေရှိခဲ့ကြတာပါ။ပွဲတွင်းမှာတော့ဖိုက်တာနှစ်ယောက်လုံးကလူငယ်ဖိုက်တာတွေပြီးအပြိုင်ကျန်းခဲ့ကြကငါးကြီးမြောက်မှာ Joshua Ben က TKO နဲ့နိုင်ရပြီးချန်ပီယံကပတ်ကြီးကိုပထမဆုံးချိန်ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ဂျပန်ဖိုက်တာကိုအနိုင်ယူနိုင်ခဲ့တဲ့ပွဲစဉ်က Joshua Ben ရဲ့ချန်ပီယံစွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့တာဖြစ်တယ်လို့ဝေဖန်သူချို့ရဲ့ပြောစားတွေကိုလည်းနှုတ်ပိတ်နိုင်ခဲ့တဲ့ပွဲမျိုးဖြစ်ပါတယ်။အခုတော့ UFC အတိုင်းဝိုင်းက fighter တွေပြင်ပြည်သက်အများစုမျှော်လင့်နေကြတဲ့ Joshua Ben နဲ့ပန်ဒိုဂျာတို့ရဲ့မကြေပွဲကြီးကအမှန်တကယ်ဖြစ်လာခဲ့ပါပြီ။ UFC 331ပွဲစဉ်ကြီးရဲ့ခေါင်းပွဲစဉ်နေရာကနေထိုးသက်သွားမယ်။ Joshua Ben ရဲ့ဒုတိယမြောက်ချန်ပီယံကပတ်ကာကွယ်ပွဲက UFC flyweight တန်းရဲ့အလောက်ခက်ဆုံးတဲ့ပြည်သက်အကြိုက်ပွဲမျိုးဖြစ်လာဖို့ရှိနေတာလည်းဖြစ်ပါတယ်။ fighter နှစ်ယောက်လုံးကတော့အဆိုပါပွဲစဉ်ကြီးအတွက်အကောင်းဆုံးပြင်ဆင်နေကြပြီဖြစ်တယ်လို့ဘယ်သူကပိုကောင်းတဲ့ fighter လဲဆိုတာကမ္ဘာကြီးကိုချပြဖို့စိတ်အားထက်သန်မှုအပြည့်ရှိနေကြပြီလည်းဖြစ်ပါတယ်။ဆိုပါပွဲစဉ်ကြီးကိုတော့လာမယ့်စက်တင်ဘာလ20ရက်မြန်မာစံတော်ချိန်တနင်္ဂနွေနေ့မနက်ပိုင်းမှာကြီးကြရမှာဖြစ်ပါတယ်။မြန်မာပထမဆုံး UFC fighter လည်းဖြစ်တယ်လို့ချန်ပီယံလည်းဖြစ်တဲ့ Joshua Ben ကကမ္ဘာ MMA လောကကိုသိမ်းပိုက်ထားတဲ့ UFC promotion ကြီးမှာခေါင်းပွဲနေရာကနေပွဲထွက်လာမှာမို့ဆိုပါပွဲစဉ်ကြီးကိုကျွန်တော်တို့တူဂုံယူစွာနဲ့အားပေးလိုက်ကြရအောင်ဗျာ။